လွန်ဆန်နိုင်တယ်မျက်နှာမလိုက်တဲ့သေခြင်းတရားရဲ့
တော်ဝါကူသမျှရှောင်မရတယ်တန်နေရခရီးတဲ့အပေါင်းတို့ရဲ့အချိန်တွေဆွဲမနေကြနဲ့နေဝင်တော့မယ်သတိပေး